ကဲမျိုးတို့ရေနှလုံးတိုင်းဝါသနာရှင်မျိုးတို့ရေကျွန်တော်ကတော့ဒါကျွန်တော်ကောက်လေးဖြစ်ပါတယ်အစ်စ်လေးဖြစ်ပါတယ်နော်အားလုံးဝိုင်းပြီးအားပေးကြပါဦးလို့ဖော်လို့လေးဝိုင်းအားပေးကြပါဦးလို့ကျွန်တော်ပြောချင်တာကအကောက်တွေဝိုင်းပြီးထူးခြားနေတဲ့တငယ်ချင်းတို့ရေတငယ်ချင်းတို့မထူးခြားပါနဲ့လို့နော်ကျွန်တော်ကိုအားပေးနေတယ်ရှိတယ်လို့တငယ်ချင်းတို့အားပေးနေလို့ရှိတယ်အားပေးတဲ့လူတွေကလည်းမရတော့ဘူးနော်အကောက်ပြောက်သွားဆိုသူတို့မှခြားလဲနဲ့ဟလားယုံတောင်ကြီးခွေးမြောက်လိုက်လို့ဖြစ်နေကြပါတယ်နော်မထူးခြားပါနဲ့လို့မြေတားရက်ခံပါတယ်နော်အကောက်ထူးခြားလိုက်လို့လဲကျွန်တော်ကတငယ်ချင်းတို့အကောက်ထူးခြားလိုက်လဲတကောက်ပြီးကျွန်တော်လုပ်လို့ရပါတယ်နော်အဲ့ဒါနဲ့မထူးခြားပါနဲ့လို့မြေတားရက်ခံပါတယ်နော်တငယ်ချင်းတို့လည်းတငယ်ချင်းတို့ကြိုက်တာတငယ်ချင်းတို့လောက်ပါလို့နော်အကောက်တွေမထူးခြားပါနဲ့မြေတားရက်ခံပါတယ်လို့နော်ကျွန်တော်ကမနေပဲကျွန်တော်ရဲ့ဖလန်နေစားတောင်းပန်ပေးပါတယ်သူတို့စားကျွန်တော်တောင်းပန်ပေးတာနော်ပြောမဆိုမဆဲမဆိုမရှိရင်လည်းခွတ်လွတ်ပါလို့အကောက်တွေမထူးခြားပါနဲ့လို့နော်ထူးခြားတဲ့တငယ်ချင်းတွေလည်းတောင်းပန်ပါတယ်လို့မထူးခြားပါနဲ့လို့အကောက်တွေနော်အားလုံးလည်းကျေးဇူးတင်ပါတယ်လို့နော်ကျွန်တော်ကိုလာပြီးအားပေးတဲ့တငယ်ချင်းတွေလည်းတငယ်ချင်းတို့တကောက်ပြီးတကောက်ထူးခြားတဲ့ခါကျတော့သူတို့မှလည်းဒုက္ခရောက်တယ်နော်ကျွန်တော်ကတော့တကောက်ထူးခြားလိုက်တကောက်ဖွေလို့ရဖွေလို့ရပါသည်သူတို့အားပေးနေတဲ့လူကအမြောက်ညာတိန်းနဲ့တောင်းနဲ့ချီပြီးကြည်နေကြတာအဲ့ဒီလူတွေအားလုံးကဒုက္ခရောက်သွားပါတယ်နော်ကျွန်တော်အကောက်တကောက်ပြတ်သွားဆိုသူတို့မှအများကြီးဒုက္ခရောက်သွားပါတယ်လို့နော်မထူးကြပါနဲ့ကျွန်တော်ကနေပြီးတော့ပဲတောင်းပန်ပေးပါတယ်ပြောမဆိုမဆဲမစီလို့ရှိရင်လဲခွင့်လို့ပါလို့အကောက်တွေမထူးကြပါနဲ့လို့နော်